ငငယ်လေးတုန်းကတော့ကျမတို့မိဘတွေစီကလူချင်းနဲ့အယုတ်ဝဲပေးတာသွားခြင်းနဲ့နေရာလိုက်ပို့တာစသဖြင့်ဒီလိုမျိုးဖြည့်ဆည်းပေးမှုမြတ်တာလေးတွေကိုပဲတသက်ကွဲကွဲမြင်ခဲ့တယ်အသက်အရွယ်ကြီးလာတာနဲ့အမျှအမြင်တွေဟာကွဲပြားလာခဲ့တယ်ငငယ်ကလူချင်းသားလေးတစ်ခုခုများရရင်ပျော်ပျော်ကြီးပြောခဲ့တယ်ကျေးဇူးတင်ရကောင်းမှလည်းမသိပါဘူးလေအသက်အရွယ်တစ်ခုအသိဉာဏ်တစ်ခုရလာချိန်မှာတော့တစုံတစ်ခုဖြည့်ဆည်းပေးပြီးဆိုရင်ဒီပစ္စည်းရဲ့တန်ဖိုးထက်ဒီလိုဖြည့်ဆည်းပေးဖို့အဖေတို့အမေတို့ဘာတွေဘလို့စွန့်လို့ရတယ်ဆိုတာကိုပိုတွေးမိလာတယ်။ကျမတို့တက်ချင်တဲ့သင်တန်းတက်နိုင်ဖို့အစားအသောက်ကောင်းတွေစားနိုင်ဖို့ကျမတို့တငယ်ချင်းမိတ်ဆွေတွေကြားမှာမျက်နှာမငယ်ဖို့ကျမတို့ဘဝလုံခြုံဖို့အဖေနဲ့အမေဟာကျမတို့အိတ်ချိန်မှာမအိတ်နိုင်နားချိန်မှာမနားနိုင်ကျမတို့တငယ်ချင်းတွေနဲ့ပျော်ပျော်ပါပါစကားလက်ဆောင်ကြနေချိန်တွေမှာအဖေတို့အမေတို့ဟာပတ်စံရှာဖို့ရုန်းကန်ကြိုးစားနေကြရတယ်။ထမင်းဝိုင်းမှာခေါင်းကြိုက်ပါတယ်လို့ပြောတာကအစမပင်ပန်းပါဘူးလို့ပြောတာအဆုံးအမြဲတမ်းအမှန်တွေဖြစ်နိုင်ပါမလား။ဘဝတိုးတက်ရေးအတွက်နေမြေရချမှာပညာရှာဖို့လွတ်တာတွေတဘောဟာလုံးစားကိုစားဆောင်ရှောက်ဖို့တစုံတစ်ယောက်ထံလက်ထပ်ထိမ်းများခြင်းဆိုတာနဲ့အနှင်းကြတာတွေကတမန်ရိုးကြဖြစ်စင်နေပေမဲ့တွေးကြည့်ရင်ကြီးမားတဲ့ဆွလွန်မှုတွေမဟုတ်ပါလားတရုတ်တရာကျွေးမွေးလာတဲ့ကြောင်လေးတစ်ကောင်ကိုခွဲဖို့တောင်ကျမတို့ရင်ခွဲရတယ်မဟုတ်လားတမန်ရိုးကြထင်ရတဲ့ကျမတို့မိဘတွေရဲ့ဆွလွန်မှုကိုကျမတို့သေးသေးလေးဖြစ်ဖြစ်မြင်နိုင်ကြရင်